happy money ဆိုပြီးတော့အခုအချိန်မှာတော်များသုံးကြကြရပေါ့နော်အချင်းလို့လဲပြောမယ်ဆိုလို့ရှိရင် happy money ငွေတွေကိုပျော်ရွှင်စွာနဲ့သုံးလိုက်တဲ့အခါတိုင်းမှာပျော်ရွှင်စွာနဲ့သုံးကြတယ်ဝင်တဲ့အခါမှာဆိုလို့ရှိရင်လည်းပျော်ရွှင်စွာနဲ့ကြိုဆိုကြတယ်တက်ခါတလေမှာအချင်းလို့တွေသုံးလိုက်တဲ့ငွေတွေက happy money ကိုအတွက် happy money တေချာဖြစ်ရလားဆိုတော့တေချာလေးပြန်ပြီးခါကြတော့စမ်းစစ်ကြည့်စီခြင်းနဲ့ပေါ့ဘာလို့လဲဆိုလို့ရှိရင်အချင်းလို့တွေတက်ခါတလေမှာငွေသုံးလိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့သုံးလိုက်တဲ့အရာမျိုးတွေရှိတယ်ပေါ့ဥပမာအချင်းတို့ main ကလေးတွေဆိုလို့ရှိရင်ဥပမာနှက်ခမ်းနေပဲဖြစ်ဖြစ်လက်သေးနေပဲဖြစ်ဖြစ်ပတ်စံအိပ်ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့အရာကိုအတွက်ပြောမယ်ဆိုလို့ရှိရင်ကို crazy ဖြစ်တဲ့အရာဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးတွေမှာပို့ပြီးခါကြတော့သုံးဖြစ်လဲဆိုလို့ရှိရင်အချင်းတို့တွေတခါလေးစိတ်ညစ်နေတဲ့အခြေအနေ relationship တွေအဆင်မပြေတဲ့အခြေအနေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်တွေကျနေတဲ့အခြေအနေကိုယ့်ရဲ့လုပ်ငန်းခွင်မှာအဆင်မပြေတဲ့အခြေအနေစိတ်ညစ်နေတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်အချင်းတို့ရဲ့စိတ်က shopping ထွက်လိုက်တယ်ဆိုလို့ရှိရင်စိတ်ချမ်းသာရဲဆိုတဲ့အခါမျိုးဖြစ်တယ်ပေါ့ကိုကနေတော့အဲ့အချိန်မှာသုံးလိုက်တဲ့အခါမှာတော့ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးခါကြတော့ဒါကငါကိုယ့်အတွက်လိုအပ်တာလားမလိုအပ်တာလားကိုသိချမသိတော့ဘဲနဲ့သုံးမိတယ်ပေါ့နော်အဲ့အချိန်မှာငွေတွေကိုသုံးလိုက်တယ်တကယ်လို့ကိုကစိတ်ညစ်ပြီးခါကြတော့ဝယ်လာတယ်ဒီအရာတွေကအိမ်ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်ပုံစံတူတွေအမျိုးတူတွေအားလုံးကကိုယ့်အတွက်အတူတူတွေဖြစ်နေတဲ့အရာမျိုးတွေရှိပြီးခါကိုမသုံးမိဘဲနဲ့သိမ်းဆဲထားလိုက်ရတဲ့အရာတွေရှိတယ်ပေါ့နော်သိမ်းထားပြီးတော့ကြာရှည်ရဲ့အခါမှာသင်္ခါရတရားဖြစ်တဲ့အကြောင်းမျိုးပျက်စီးကြတာကြီးပဲဒီလိုမျိုးပျက်စီးလို့ဆွန့်ပစ်လိုက်ရတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကကိုသုံးလိုက်ရတဲ့ငွေက happy money မဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကြတော့ကိုကနေပြီးကကြတော့ငွေကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲအော်ရှင်တို့တွေemotion ကြောင့်မလို့ငွေကိုမသုံးမိပါစေနဲ့ပေါ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော်များလေးတတိထားပြီးကြတော့သုံးပြအဲ့တော့ကြတော့ option တွေ happy money တွေသုံးကြတယ် happy money တွေဝင်လာခြင်းကြတယ်ဖြစ်တဲ့အတွက်ကြောင့်ငွေကိုကနေပြီးကြတော့တန်ဖိုးထားပြီးကြတော့တေချာလေးချစ်ခင်ပြီးကြတော့သုံးပေးကြည့်ပါလို့ပြောချင်ပါ emotion ကြောင့်မလို့ခိတ်ဆန်ချကြောင့်မလို့ကနေပြီးတော့ငွေသုံးတာကိုထိန်းချုပ်သွားနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ financial management ကိုလည်းထိန်းချုပ်ပြီးသားဖြစ်တယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့money freedom ဆိုတာကဘာလဲဆိုတော့အချင်းတို့တွေ financial freedom money freedom ဟိုလိုချင်ကြတယ်ပေါ့နော်ငွေတွေအများကြီးစိတ်ကြိုက်သုံးချင်တာလားတကယ်လို့ကိုကနေပြီးတော့ငွေတွေတိုးပွားအောင်လုပ်ချင်တာဒါမှမဟုတ်ရှင်ကိုက saving money တွေစုချင်တာလားငွေတွေကိုကိုကနေပြီးကြတော့ပြောမယ်ဆိုရှင်သုံးချင်တိုင်းသုံးနေတဲ့ဥစ္စာက financial freedom ဆိုတာထက်ပေါ့နော်ငွေတွေကိုအလားအတာမဖြစ်အောင်တကယ်ကို happy money ဖြစ်မလိုအပ်တဲ့နေရာတွေမှာမသုံးပြအောင်လေကိုကနေပြီးကြတော့တတိထားကြည့်ပါ emotion ကြောင့်မလို့ငွေတွေကိုမသုံးမိပါစေနဲ့ဒီလိုမျိုးကိုကနေထိန်းချုပ်လိုက်တယ်ဆိုလို့ရှိငွေနဲ့ကိုယ်နဲ့ကလည်း relationship ပို့ပြီးခါကြတော့ကောင်းမွန်လာတယ်ကိုကလည်းသူ့ကိုပို့ပြီးခါကြတော့တန်ဖိုးထားရရောက်တဲ့အတွက်ကြောင့်ငွေကလည်းကိုပြန်ပြီးခါကြတော့တန်ဖိုးထားလာမှာဖြစ်ပါတယ်အားလုံးပဲငွေချင်းနဲ့ပတ်သက်ပြီးခါကြတော့အပူပင်တော့ကကြီးကြိုးဝေးကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်အော်ချင်းဖြစ်ပါတယ်